ဒုတိယဘိုက်ကိုစစ်ကြည့်ပါမယ် in one's home or as well လူတစ်ယောက်ရဲ့အိမ်မှာပဲဖြစ်ဖြစ်အခြားတနေရာမှာပဲဖြစ်ဖြစ် good manners are vital for a pleasant atmosphere and for getting on well in life လူတစ်ယောက်ရဲ့အိမ်မှာပဲဖြစ်အခြားဘယ်နေရာမှာပဲဖြစ်ဖြစ်ဆိုတော့ everywhere လို့ပြောတာနဲ့အတူတူပဲပေါ့အိမ်မှာအခြားနေရာရဆိုတော့အကုန်ပါသွားတဲ့သဘောပါပဲ in everywhere နေရာတိုင်းမှာဆိုရင် good manners တွေဟာ vital very important အရေးကြီးတယ်ပေါ့နော်အရင်အရေးကြီးပါတယ် for a pleasant atmosphere နှစ်လူဝေရာကြည်နူးစရာပတ်ဝန်းကျင်အခြေအနေလေးတစ်ခုဖြစ်ဖို့ ਨੇ and for getting on well in life ဘဝမှာအဆင်ပြေဖို့အတွက် good manners တွေကအရင်အရေးကြီးပါတယ်ကျွန်တော်တို့ good manners မရှိဘူးဆိုလို့ရှိရင် pleasant atmosphere မရနိုင်ဘူးပေါ့နော်ကျွန်တော်စာသင်ခန်းတစ်ခုမှာပဲဖြစ်ဖြစ်မိသားစုတစ်စုမှာပဲဖြစ်ဖြစ်တူဦးတစ်ယောက်ကအရင်ရိုင်းနေတယ်ဆိုလို့ရှိရင်ကျန်တဲ့သူတွေမှာပါစိတ်မချမ်းမမြေ့ဖြစ်ရပြီးတော့အဲ့ဒီစာသင်ခန်းအဲ့ဒီအိမ်လေးဟာဘလို့မှကျင်းဦးစရာ pleasant atmosphere မဖြစ်နိုင်တော့ဘူးပေါ့နော်ဒီလို good manners မရှိဘူးဆိုလို့ရှိရင်လည်းဘာမှဘလို့မှအဆင်မပြေနိုင်ဘူးသူဘယ်သူမှလည်းအပေါင်းအသင်းမလုပ်ချင်ကြဘူးသူဟာလည်းသူ့ရဲ့လုပ်ငန်းခွင်သူ့ရဲ့ကြောင်းမှာဘလို့မှအဆင်ပြေမှာမဟုတ်ဘူးget on well in life မဖြစ်နိုင်ဘူးပေါ့နော်that's true ကြောင့် showing respect to the other person အခြားသူတူတယောက်ကကိုလေးစားမှုပြသခြင်းoffering help အကူအညီပေးခြင်း greeting appropriately တင်းလျောက်ပတ်စွာနှုတ်ဆက်ပြောဆိုခြင်း say I'm sorry တောင်းပန်စကားပြောကြားခြင်း when having done a wrong ဆိုတာအမှားတစ်ခုအပြစ်တစ်ခုလုပ်ပြီးတဲ့အခါအမှားတစ်ခုအပြစ်တစ်ခုလုပ်ပြီးတဲ့အခါမှာတောင်းပန်စကားပြောကြားခြင်းတို့သည် are all good manners ကောင်းသောအပြုမှုများဖြစ်ကြပါတယ်ပေါ့နော် now ဒီနေရာမှာ let us see ဆိုတာကြည့်ကြရအောင် how manners are acquired manners တွေဘယ်လိုများရရှိလာတယ်လဲဆိုတာကိုလူတစ်ယောက်မှာ manners တွေဘယ်လိုများဆွဲကပ်လာတယ်လဲရရှိလာတယ်လဲဆိုတာကိုကျွန်တော်တို့လေ့လာကြည့်အောင်လို့ပြောဖြစ်ပါတယ်ဒီနေရာမှာ acquire ဆိုတာကတော့တဖြည်းဖြည်းရရှိသည်ဆိုတဲ့သဘောဖြစ်ပါတယ်ပေါ့နော်